အားလုံးပဲမင်္ဂလာပါကျွန်တော်ကူစီပါကျွန်တော်အခုလုပ်ပေးထားတဲ့ playlist လေးကတော့ညိုင်နှန်းဆွေရေးသားခဲ့တဲ့ညိုင်ကြီးငူဆရာတော်ဘုရားဤဘဝချိုးကွေများယွန်းစလင်းအမြုတေပေါင်းချုပ် audio book ကိုစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်စုစုပေါင်း65ပိုင်းပါဝင်ပြီးနေ့စဉ်တစ်ရက်တစ်ပိုင်းနှုန်းဖြင့်ည8 နာရီမှာအသစ်တင်ပေးသွားမှာဖြစ်ပါတယ်သုတဆုံယတ္တဆုံစာအုပ်များကိုနားထောင်လိုပါကကိုစီမြန်မာ audio books YouTube channel နဲ့ Facebook page လေးကို like and subscribe လုပ်ပေးထားလို့ရပါတယ်ညံကြီးငူဆရာတော်ဤဘဝအချိုးကွေများယွန်းစလင်းအမြုတေညံကြီးငူဆရာတော်ဤအမာစာဤယွန်းစလင်းအမြုတေသည်ဆရာတော်ဤထေရုပ္ပတ္တိမဟုတ်ပါဆရာတော်ဖြတ်တန်းကျော်လွန်ခဲ့သောဘဝခရီးလမ်းဝယ်လူသားတဦးအနေဖြင့်ကြုံတွေ့ရမည်လောကရန်ဖြစ်ရတူကိုအဖြစ်မှန်အတိုင်းဖော်ပြထားသည့်ဘဝမှတ်တမ်းသာဖြစ်ပါသည်ဘဝခရီးလမ်းဆိုသည့်အတိုင်းနုသည်ကျမ်းသည်နှင့်လည်းဆုံခဲ့ရပါသည်ကောက်သည်ဖြောင်းသည်နှင့်လည်းကြုံခဲ့ရပါသည်အတက်လည်းရှိခဲ့သည်အစင်းလည်းရှိခဲ့သည်ဤသည်ကလူသားတိုင်းကြုံတွေ့မြဲဓမ္မတာဖြစ်သည်လူသားထဲမှလူသားတဦးဖြစ်သူဆရာတော်အနေနဲ့လည်းထို့သို့ကြုံဆုံခဲ့ရသည်တို့ကိုဘဝမှတ်တမ်းတင်ထားစေခြင်းသာဖြစ်ပါသည်မာကောင်မားမီလားမသိဖတ်ဖူးခဲ့သမျှသောထေရုပ္ပတ္တိတို့မှာအညွန့်အဖူးများကိုစုစည်းထားသောစာပိုက်များသာဖြစ်သည်တနည်းအားဖြင့်လည်းတတ်တော်ဝါတော်ရင့်သည့်နာမည်ကျော်ထင်ရှားသောဆရာတော်ကြီးများမှသာလျှင်ထေရုပ္ပတ္တိရေးသားလေးရှိသည်ဟု၍မှတ်သားထားဘူးသည်သို့ဆိုလျှင်ဆရာတော်အနေဖြင့်ကထေရုပ္ပတ္တိရေးနိုင်လောက်သောအင်္ဂါရက်များမပြည့်စုံသေးဟုယူဆသည်အချို့ကဆရာတော်ဤအကြောင်းအရာများကိုသိလိုလာ၍ရေးသားခွင့်ရရန်ခွင့်ပန်ကြသည်နားလည်ထားသောထေရုပ္ပတ္တိဆံသွားမှဆို၍ခွင့်မပြုခဲ့အကြောင်းမသိသူတို့ရေးလျင်ပင့်ကြမည်စင့်ကြမည်ကွန့်ကြမည်ညွန့်ကြမည်ဤဒီကိုမလိုလားဆရာတော်အနေနှင့်အမှန်ကိုအမှန်အတိုင်းသာဖြစ်စေလိုသည်တို့ဖြစ်၍ဆရာတော်နှင့်စာသင်သားဘဝငယ်စဉ်ကာလကတည်းကယဉ်ဤကျွမ်းဝင်ခဲ့သောငယ်ရင်းဆွေကိုသာရေးသားစေခဲ့သည်၎င်းသည်ဆရာတော်ဤကိုရေးရာဇဝင်ကို၎င်းသဘောတဘာဝကို၎င်းအတွင်းကြကြသိထားသူဖြစ်သည်ထို့ကြောင့်၎င်းအားရေးသားစေခဲ့သည်၎င်းကလည်းဆိုသည်တပည့်တော်ရေးသားရမှာထေရုပ္ပတ္တိရေးသားတဲ့ကဲ့သို့အားလုံးကောင်းပါသည်ဖရာဟုမရေးခြင်းပါအဖြစ်ကိုအဖြစ်တိုင်းသာရေးပါမည်ဖြစ်စဉ်မှတ်တမ်းကိုတင်ပြယုံသာရေးပါမည်တစုံတရာဆုံးဖြတ်ချက်ချရန်မှာစာဖတ်သူများ၏တာဝန်သာဖြစ်ပါမည်ဤအခြေအနေထားမျိုးဖြင့်ရေးခွင့်ရပါလျင်တပည့်တော်ရေးပါမည်ဖရာဟုလျှောက်ထားပါသည်ဆရာတော်သဘောနှင့်အန်ကိုက်ညီသည်ဖြစ်၍ရေးသားစေခဲ့သောဤယွန်းစလင်းအမြုတေသည်ထေရုပ္ပတ္တိမဟုတ်သောဆရာတော်ဤဘဝမှတ်တမ်းစာစုများသာဖြစ်ပါသည်ဟု၍ရှေးဥအမှာရေးသားလိုက်ရပေသည်ဆရာတော်ဥတုဇနနန်းဦးဘေးမဲ့တော်ရကြောင်းညံကြီးငူယွန်းစလင်းအမြုတေပါတုတသုံးတွဲပေါင်းချုပ်ရခြင်းအမှာညံကြီးငူဆရာတော်ဤဘဝအချိုးအကွေ့များဖြစ်သောယွန်းစလင်းအမြုတေကိုအခြေအနေအရပထမအတွဲဒုတိယအတွဲတတိယအတွဲဟု၍သုံးတွဲခွဲ၍ထုတ်ဝေခဲ့ရပါသည်နောက်ပိုင်းတွင်တတွဲရှိလျင်တတွဲဝယ်ယူသွားကြသည်သုံးတွဲလုံးလိုချင်သူများအားအတွဲစုံအောင်မပေးနိုင်ဖြစ်ခဲ့ရသည်ထိုကိုမြိုင်ကြီးငူဆရာတော်ဘုရားကပဒုတသုံးတွဲစလုံးကိုတပေါင်းနဲ့ထုတ်ဝေရန်ညွှန်ကြားလာခဲ့ပါသည်ဆရာတော်ဘုရား၏ညွှန်ကြားချက်ကိုဥထိပ်ပန်ဆင်သောအဖြစ်စာဖက်သူများအနေနဲ့လည်းတအုပ်တည်းဖြင့်ပင်ဖတ်ရှုရ
သိန်းစီရလွယ်ကူစီရန်သုံးတွဲပေါင်းကိုတအုပ်တဲဖြင့်ထုတ်ဝေလိုက်ရပါသည်ဦးမန်းဘာညွန့်ဖေထုတ်ဝေသူမြိုင်ကြီးငူ2001ခုနှစ်မတ်လဘဝအစပထမဤသို့တောင်တိုင်းမှာပရမများမရှိတောတိုင်းမှာစနကူမရှိစင်တိုင်းမှာအမြုပ်တွေမရှိအရက်တိုင်းမှာပညာရှိမရှိလောကနီတိကျမ်းလောကမှာတမိုးရှိလွန်းသည်ဟုတတ်မှတ်ထားကြသောပရမများစနကူနန္တာအမြုပ်တွေစင်စသောအရာများဤစတင်ဖြစ်ထွန်းပေါ်ပေါက်ရာနေရာသည်တောတောင်များသာဖြစ်သည်ယခုထက်တိုင်ကြောက်တံပရမများရွှေငွေစသောတွင်းထွက်အဖိုးတံများသည်တောတောင်များစီမှထွက်နေစေတူးဖော်ထုတ်လုပ်စေဖြစ်သည်ရှေးခေတ်မြမဘုရင်များဤစစ်အင်္ဂါ၄ရက်တွင်စင်သည်အဆင့်အမြင့်ဆုံးစစ်စွမ်းရင်တရက်ဖြစ်သည်၎င်းစင်များကိုလည်းတောထဲမှပင်ရရှိသည်မြမဘုရင်များဂုံယူလေးအရှိဆုံးဖုံးတကိုးလက်ယုံတရုတ်ပြအဖြစ်စင်ဖြူရှင်ဘွဲ့ခံယူနိုင်လောက်သောစင်ဖြူတော်ယတနာသည်လည်းတောတွင်းမှသာရှိသည်တောတွင်းမှသာစတင်ခဲ့သည်ကြီးယနေ့လက်ရှိမြမတစ်လုပ်ငန်းတွင်အသုံးပြုနေစေအသုံးဝင်နေစေဖြစ်သောစင်များသည်လည်းတောတွင်းမှသာရှိခဲ့သည်တောတွင်းမှသာစတင်ခဲ့သည်ထို့သောတောတောင်များသည်တန်ဖိုးအရှိဆုံးပစ္စည်းများ၏တတိတရာဖြစ်ထွန်းပေါ်ပေါက်မွေးဖွားရာဖြစ်ခဲ့သည်မှာယခင်ကာလမှသည်ယခုတိုင်အောင်အစဉ်တစိုက်ဖြစ်မြဲရှိသည်ကိုမိသူမှငင်းဆို၍မရနိုင်သောအရာဖြစ်သည်ကရင်ဘာသာဖြင့်နို့အတန်ထွက်သည်အင်းဆိုလိုသည်ထအတန်ထွက်သည်အဝဆိုလိုသည်တို့ဖြစ်ရာအင်းဤအဝမှာတည်ထားသဖြင့်အင်းဝအမည်ရကရင်ဘာသာစကားဖြင့်နို့ထဟုခေါ်တွင်သည့်ရွာကလေးသည်မြိုင်ကြီးငူဆရာတော်ဤမွေးဖွားရာချက်မြုပ်ဇာတိဖြစ်သည်နို့ထရွာသည်တန်လွင်မြစ်၏အနောက်ဘက်ကံရုံးစလင်းချောင်းဝတွင်တည်ရှိသည်အရှိတ်ဘက်တွင်ကော့ကရက်ကျွန်းတည်ရှိပြီးထိုမှရှေ့ဆက်မျော်ကြည့်ပါလျင်မြိုင်ကြီးငူတည်ရှိရာတန်လွင်မြစ်၏အရှိတ်ဘက်ကံတောင်ဘက်မှရုံးစလင်းချောင်းထိုမှတစ်ဖက်ကမ်းမှာကော့ကရက်ရွာနှင့်လွှစဉ်ရွာမြောက်ဘက်တွင်နို့နိုဘိုအင်းတိန်အင်းထိုတိန်အင်းမှအင်းချောင်းအတိုင်းတက်သွားလျင်ယခုအခေါ်ထီးမင်္ဂလာတောင်ကုန်းယခင်အခေါ်ထီးမိုးခီထိုတောင်ကုန်းကိုကွေးဝိုက်နေသောအင်းအတိုင်းဆက်သွားလျင်နို့ဝရှုအင်းကြက်ခက်ဝါအင်းသို့ရောက်သည်အင်းချောင်းအတိုင်းဆက်သွားပြန်လျင်အတော်တန်ကြီးသောနို့တကောအင်းကြာအင်းသို့ရောက်သည်နို့တကောအင်း၏မနီးမဝေးတွင်ပဇွန်မြောင်းကျေးရွာရှိသည်နို့ထရွာသည်ရွာငယ်ဖြစ်သဖြင့်၎င်းပဇွန်မြောင်းကျေးရွာတွင်ရေတွက်ပါရှိသည်ထူးရည်ပဲစမ်းသည်လားသို့မဟုတ်စမ်းရည်ပဲထူးသည်လားအတက်မဖော်ပြနိုင်တော့လဲအံ့ဩဖွယ်ထူးခြားသောဖြစ်ရက်ကနို့တကောအင်းနှင့်နို့ဝရှုအင်းများမှာယခင်ကတည်းကဖြစ်ပေါ်တတ်လေရှိသည်နို့တကောအင်းသည်ကြာပွင့်ဖြူချက်ကြီးများကြာရွက်ကြာကွက်ကြီးများဖြင့်တာယာလပသောအင်းကြီးဖြစ်သည်ကံနှင့်ကြာနှင့်ပနံတင့်သောအင်းကြီးဒီနွေကာလတိုင်ရေခမ်းချောက်ခြင်းမရှိကြနို့ဝါရှုအင်းမှာနို့တကောအင်းလောက်မကြီးလားအချို့နှစ်များမှာကြာပင်ထူထက်သိပ်သီးစွာရှိနေတတ်သည်ထို့သောရှိနေရမှမသိလျော်သောသို့မဟုတ်အင်းနတ်မနှစ်သက်သောအမှုကိုပြုမိပါလင်ကြာပင်များတစားပျောက်သွားကာတစ်နှစ်နှစ်နှစ်မြကြာတပင်မြမရှိတော့သည့်အထိရှိတတ်ပြန်ပါသည်ထိုအင်းနှစ်ခုနှင့်ပတ်သက်၍လူကြီးများကတတိပေးစကားတခွန်းအမြဲပြောလေရှိသည်အင်းထဲမှာမိဖွားအညစ်အကြေးဆွန်းထင်းနေသောအဝတ်များမလျှော်ဖွတ်ပါနှင့်အမျိုးသမီးများတန်ရှင်းမှုမရှိသောအခါတွင်အင်းထဲသို့မစင်းပါနှင့်ဟူ၍ဖြစ်သည်အကယ်၍တားမြစ်ချက်တစ်ခုခုကိုပြုလုပ်မိလျင်အင်းထဲမှကြာများတစားပျောက်သွားတတ်သည်နှစ်အတော်လေးကြာမှပြန်ပေါက်လာတတ်သည်ပုံမှန်ဆိုလျင်နှစ်အင်းစလုံးကြာဖြူကြီးပုံနေရိပ်ကြာမျိုးထင်သည်ဟူသည့်ကြာတစ်မျိုးတည်းဖြင့်ထူထပ်ပြည့်နှက်စွာ
တင့်ဆန်းပွင့်လန်းလျက်ရှိသည်မလိုလားအပ်သောအဖြစ်မျိုးနဲ့ကြုံပါလျင်နှစ်အင်းစလုံးကြာတပင်မျှမကြမ်းအောင်ပျောက်သွားတတ်လေရှိသည်လောကမှာတာမင်လူတို့အသိဉာဏ်ဖြင့်လက်လန်းမမီသောတဘာဝလွန်သဘောတရားများမြောက်များစွာရှိသည့်အနက်ဤဖြစ်ရသည်လည်းတစ်ခုအပါဝင်ဖြစ်သည်ဖွားရွှေပွင့်ဆိုင်ခဲ့သောခရီးပင်ကြီးသည်နှစ်ပေါင်းကြာလာသည်နှင့်အမျှကြီးထွားမြင့်မားလာသည်ကြီးမားသောထီးကြီးတစ်ဖွဲအုပ်မိုးနေသည်အေးမြသောအရေးအာဝါဒဖြင့်ခိုနားလာသူကိုချွေးသိပ်အပန်းဖြေစေသည်လောကမှာမွေသောပန်းများစွာရှိသည့်အနက်ခရီးပန်းမွေးပုံကတစ်မျိုးထူးသည်ဆူးရှက်ရှမွေးခြင်းမျိုးချိုဤသောမွေးနီးမျိုးမဟုတ်တင်းပြန့်ပြန့်မွေးခြင်းမျိုးဖြစ်သည်လက်ဆက်သောပန်းဆိုဘဝတွင်တင်းတင်းကြံကြံမွေးသည်၆တွေ့သောပန်းကြောက်ဘဝတွင်တင်းတင်းပြန့်ပြန့်မွေးသည်၆တွေ့သောပန်းကြောက်ဘဝတွင်လည်းတင်းရနက်မပြေသည်ကျူကျူမွေးနေသေးလက်သာဤကားခရီးပန်းဤတဘာဝပင်ခရီးပင်ကြီးသည်ဖွားရှည်ပွင့်တက်ရှိထင်ရှားရှိစဉ်ကပင်ရွာလေတွင်ထီထီမမရက်တီကရွာသားများချွေးသိပ်ရန်အေးရိတ်ကိုပေးခဲ့သည်ရနံ့အေးဖြင့်ပြန့်မွှေးစေသည်ပန်းကြိုက်သူတို့စတုံးကိုခရီကုန်းအလှဖြင့်ပနံတင့်စေခဲ့သည်အလှပိုးစေခဲ့သည်ဖွားရွှေပွင့်သည်အသက်69နှစ်အရွယ်တွင်ကွယ်လွန်ခဲ့တော်လဲသူစိုက်ပျိုးခဲ့သောခရီပင်ကြီးကရှင်သန်ဖွံ့ဖြိုးကြီးထွားစေအေးရိပ်ပေးမြဲမွေးရနှံ့ကိုတင်းပြန့်စေမြဲပန်းကြိုက်သူကိုအလှဆင်မြဲ၆တွေ့သောပန်းကြောက်ဘဝသို့ရောက်တော်မှဗရစီဖော်ဆက်ရာတွင်အသုံးပြုနေစေခရီသည်ယာသည်ပန်းမဟုတ်ချိန်ရာသည်ညီသောအခါမှပွင့်သောပန်းမျိုးမဟုတ်12ရာသည်စလုံးအမြဲမပြတ်ပွင့်နေတတ်သည်လောကအကျိုးကိုဆောင်နေသည်ဖွားရွှေပွင့်စိုက်ပျိုးခဲ့စဉ်ကဤမြထိနှစ်ရှည်ကြာမည်ဤမြထိလူသားတို့အားအကျိုးပြုနေမည်ဟုတွေးမိကောင်းမှတွေးမိခဲ့မည်ဖြစ်တော်လဲခရီးပင်ကြီးကယနေ့အထိအများအကျိုးကိုဆောင်နေစေဖြစ်သည်ခရီးပင်ဤတူလူအများအားအကျိုးစီးပွားများစွာကိုဖြစ်ထွန်းနေစေသူကဖွားရွှေပွင့်ဤညီတော်သူရန်ကြီးငူဆရာတော်ဗဒ္ဒနာသူဇနာဖြစ်သည်မဲတော်တော်မဲသင်းသည်ဖွားရွှေပွင့်ဤသမီးဖြစ်သည်အသက်18နှစ်အရွယ်တွင်ခမဲတော်ဖြစ်လာမည်ဥဘိုးတုံဆိုသူနှင့်အိမ်အောင်ကြခဲ့သည်သားသမီးယရနာ12ဦးထွန်းကားခဲ့တော်လဲအကြောင်းကြောင့်9ဦးဆုံးပါခဲ့သည်သားသမီးများမှာမတ်ဝင်းစိန်အသက်6နှစ်တွင်ဆုံးပါသည်မတ်အေးညွတ်ယခုတက်ရှိအသက်60မတ်နင်းမြိုင်အသက်39နှစ်တွင်ဆုံးပါသည်မောင်ချစ်ထွန်းအသက်6နှစ်တွင်ဆုံးပါသည်နော်ကလိုဖိုးအသက်6နှစ်တွင်ဆုံးပါသည်မောင်ထွန်းအိုင်အသက်4နှစ်တွင်ဆုံးပါသည်မမြသိန်းအသက်48နှစ်ယခုတက်ရှိမောင်တန်းစိန်ယခုညာကြီးငူဆရာတော်မောင်ကြီးအသက်38နှစ်တွင်ကြာဆုံးမလွန်အသက်2နှစ်တွင်ဆုံးပါသည်နော်ပလဲအသက်3နှစ်တွင်ဆုံးပါသည်နော်တဒါ8လသမီးတွင်ဆုံးပါသည်ဥဘိုးတုံဒေါ်မေတင်တို့မှာသားသမီးယတနာ12ဦးထွန်းကားခဲ့သည်သမီး2ယောက်နှင့်သား2ဦးတည်းသာအသက်ရှင်ကျန်ရစ်သည်သားကညာကြီးငူဆရာတော်ဖြစ်လာမည်မောင်တန်းစိန်ပင်ဖြစ်သည်မောင်တန်းစိန်ကိုကောဇာတက္ကရာ1310ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်3ရက်တောက်ကြနေ့နနက်6နာရီခွဲအချိန်တွင်မွေးဖွားခဲ့သည်ဥဘိုးတုံသည်ကရင်လူမျိုးစစ်ဖြစ်သည်ဒေါ်မေတင်ဤမိခင်ဒေါ်ရွှေပွင့်မှာပင်လောင်းစာတိရှမ်းဘအို့ဖြစ်၍ခင်မွန်းဖြစ်သူဥရွှေလုံးမှာကရင်အမျိုးသားဖြစ်သည်ဥဖိုးတုံတို့မှာတမယိုးကြတောင်ယာလုပ်ငန်းဖြင့်အေးချမ်းရိုးသားစွာအသက်မွေးကြသည်မြေရိုင်းကိုထွင်၍မြေရင်ဖြစ်စေသည်တောင်ယာသီးနှံမျိုးစုံစိုက်သည်စီစုံထောင်၍စီလဲကျိတ်သည်စီစုံမှာဖွားရွှေပွင့်စိုက်ခဲ့သောခရီးပင်ကြီးအောက်မှာဖြစ်သည်
ကျွဲနွားဖြင့်ကြိတ်ရသောရှေးရိုးစီစုံဖြစ်သည်တောက်နှင့်လူလားမြောက်စပြုလာသောမောင်တန်းစိန်သည်စီစုံမောင်းတံပေါ်ထိုင်စီရင်ကျွဲနွားမောင်းကမိဘကိုကူညီလေးရှိသည်ဤကထူးသည်ဟုမဆိုသာတောတလေးစရိုက်အတိုင်းနိုင်ယာဝင်ကိုထမ်းဆောင်ခြင်းသာဖြစ်သည်လူဖြစ်လာလျင်စားရတောက်ရသည်စားတောက်ရရန်အတွက်အလုတ်လုပ်ရမည်ဟုတောရွာတွင်ကလေးတိုင်းကိုတဘာဝကတင်ပြပေးထားသည်ဘဝပေးအတိကရှိနေကြသည်ဥဘိုးတုံသည်ကြံကိုင်းဆိုင်၍ကြံတကာလဲချက်သည်ကြံခုတ်ကြံသည်ကြံကျိတ်ကြံတကာချက်လုပ်ငန်းအဆင့်တိုင်းတွင်ဖခင်လုပ်သောအလုပ်တိုင်းမှာမောင်တန်းစိန်ကပါစမြင်ကလေးလုံအားဖြစ်သဖြင့်အရာတော့ရောက်လာမည်မဟုတ်ပေသို့သောလုပ်ငန်းခွင်တွင်ပျော်မွေ့ရန်မိဘများကအန္တရာယ်မရှိအောင်ညွှန်ကြားပြသပေးသည်မှာအပဟန်တာခြင်းမပြုကြလုံရင်းကိုင်ရင်လုပ်ငန်းကျွမ်းကျင်တက်မြောက်စေသည်ဤသည်ကလည်းတောတလေးဤတက်မွေးပညာသင်ယူခြင်းဖြစ်သည်တောရက်ဒေသရှိကျွမ်းကျင်လုပ်သားတိုင်းဤသို့သင်ယူကြရသည်ကြီးဖြစ်သည်ကလေးများလုပ်ငန်းခွင်သို့ရောက်လာလျင်မနှင်ထုတ်တတ်ကြနိုင်ရအလုပ်တစ်ခုခုတော့လှုပ်စေစမြဲဤသည်တို့ကတောရက်တဘာဝဤဖြည့်ရိုးဖြစ်စဉ်များသာဖြစ်သည်ထူးသည်ဟုမဆိုသာပေထူးသည်ကတနည်းတခြားစကားတက်လာသောမောင်တန်းစိန်သည်သိကျင်ရာများကိုရှာဖွေမိတက်ခြင်းပင်ဒီနေ့မှာစီစုံမောင်းရင်ဖခင်ကိုမေးသည်နွားတွေဘာလို့ပတ်ချလည်နေရတာလဲစီစုံကတဘိုးတက်ထားလို့ပေါ့သားရဲ့ကာမဘုံသာဆုံးလဲနွားဆိုတာဒါကိုဥပမာပေးထားတာဘာပြောတာလဲဖေတားတွေ့တယ်မဟုတ်လားတဘိုးဝင်ကိုထမ်းထားတယ်မောင်းတန်ကထိန်းထားတော့ဝေးမသွားနိုင်ဘူးဒီနားတစ်ဝိုက်မှာပဲလည်နေတာပေါ့အဲ့ဒီမောင်းတန်မရှိရင်အဝေးကိုသွားနိုင်မှာပေါ့နော်သွားတော့သွားနိုင်တယ်ဟိုးဝေးကြီးကိုတော့မရောက်နိုင်ဘူး။ဘာဖြစ်လို့လဲဖေ။တားလက်ထဲမှာကင်ထားတဲ့ချီကျိုးကဆွဲထားအောင်မှာကိုချီကျိုးမရှိရင်လည်းသွားနိုင်ပြီပေါ့မဟုတ်ဘူးလား။သွားနိုင်တယ်။ဒါပေမဲ့လွတ်ကြီးကြီးတော့မဟုတ်ဘူး။ဘာဖြစ်လို့လဲဖေရဲ့။နဖားကျိုးကရှိနေပြန်တာကိုနဖားကျိုးဆိုတာကကျွဲနွားတွေကိုအလွယ်တကူဖမ်းယူစေခိုင်းနိုင်ဖို့ထိုးထားတာ။ချီကျိုးမရှိပေမဲ့အလွယ်တကူဖမ်းယူနိုင်ပြန်တယ်။နဖားကျိုးမရှိရင်လွယ်နဲ့ဖမ်းမရဘူးပေါ့နော်။ဟုတ်တယ်သားနဖားကျိုးမရှိရင်ဖမ်းဖို့လည်းမလွယ်ဘူးခိုင်းဖို့လည်းမလွယ်ဘူးဒါဆိုနွားကတိတ်လွတ်လပ်သွားမှာပဲသွားချင်ရသွားစားချင်ရစားလှုပ်ချင်တာလှုပ်လို့ရတာပေါ့နော်ဟုတ်တာပေါ့တာရဲ့တောက်မြင့်မိခဲရဲကနေနေသည်ဆိုတကယ်တော့ငယ်စဉ်ကလေးဘဝကပင်မောင်တန်းစိန်အတိညာတဲ့နဖားကျိုးမရှိလင်လွတ်လပ်သည်ဟူသောအတွေ့ကိန်းနေခဲ့သည်ဥဘိုးတုံသည်ပင်ပန်းသောတောင်ယာလုပ်ငန်းလုပ်ကိုင်နေရတော့လေအသက်ကလေးရလာသည်နှင့်တက်လွတ်စားသည်မကြလဲဥပုပ်ရက်ရှိစောက်တီလေးရှိသည်ထမင်းပွဲမှာဥပုပ်တုံကတက်လွတ်ဖြင့်စားသည်ကျန်အိမ်သားများကရရအသားငါးများဖြင့်စားလီရှိသည်တနေ့မှာမောင်တန်းစိန်ကမေးလာသည်ဖေတက်လွတ်ဆိုတာဘာလဲသူများသွေးသားမပါပဲအသက်မပါစီပဲသွေးသားအသက်မှလွတ်တဲ့အစာကိုပြောတာပေါ့အဖေကတက်လွတ်စားတယ်နော်ဟုတ်တယ်သားဘာလို့စားတာလဲငရဲကြီးရတော့မဟုတ်ဘူးတော့သားရဲ့မေတ္တာထားခြင်းလို့ကိုချင်းစာလို့ပေါ့ဒါနားမလည်ဘူးဖေအဖေတို့ပတ်ဝန်းကျင်မှာတက်ရှိဆိုလို့လူနဲ့တရိတ်ဆန်ကြီးပဲပေါ့ခွေးနွားကြက်ဝက်သားငါးတွေအားလုံးပေါ့အဲ့ဒီတရိတ်ဆန်တွေကကျွဲနွားတွေနဲ့အဖေတို့လှုပ်လှုပ်ကြရတယ်ကျွဲနွားတွေကလည်းမငီးမညူလှုပ်ပေးကြတယ်တနည်းပြောရရင်ဂျေဇုရှင်တွေပေါ့အတူတူပဲအလုပ်လုပ်ကြရတော့တဦးပေါ်တဦးမေတ္တာတို့တန်ရောစင်ဆိုတာဖြစ်လာတယ်အဲ့ဒီလိုသနာချင်းဖြစ်လာလို့သူတို့ကိုစားကျင်တဲ့ဆန္ဒကုန်ခန်းခဲ့တယ်ဟုတ်ကဲ့ပထမတော့လုံပေါ်ခိုင်ဘက်ကျွဲနွားအသားကိုမစားကျင်ရကတရိတ်ဆန်ချင်းတူတဲ့အခြားတရိတ်ဆန်တွေကိုပါမစားကျင်စိဖြစ်လာတယ်အဲ့ဒါကြောင့်အဖေတက်လွတ်စားတာပေါ့တက်လွတ်စားတာဘာကောင်းကလေးအဖေတားကြီးလို့စားတက်လာရင်တိလာမှာပါဒါဆိုသားကိုကြောင်းပို့ပြီးသားစာတင်ခြင်းတယ်ပြီးတော့အဖေလိုပဲကြီးလာရင်သားလည်းတက်လွတ်စားမယ်နော်အဖေစားပေါ့တားရဲ့တိတ်ကောင်းတာပေါ့မောင်တန်းစိန်ကျောင်းနေရမည်အရွယ်ရောက်နေပြီနိုးထရွာမှာအတန်းကျောင်းဟူ၍မရှိသေးအတန်းကျောင်းနေလို့လင်ရုံးစလင်းကျောင်းတစ်ဖက်ကန်းသို့ကူး၍ကော့ကရက်မူလတန်းကျောင်းမှာနေရသည်ငယ်ကလည်းငယ်သည်တားယောက်ျားအနေဖြင့်ဒီတူးသေးတာရှိသဖြင့်မြို့မတက်ချစ်သောမိဘများကတစ်ဖက်ကန်းသို့မလွတ်ရက်တကူးတကလိုက်ဖို့ရန်လင်လဲအလုတ်ကမအားဒီတော့ရွာမှာရှိသည့်ဆရာမမတ်ကျင်မြိုင်တင်ပေးသောအိမ်ကျောင်းသို့ပို့ထားလိုက်သည်ဆရာမမတ်ကျင်မြိုင်သည်မော်လမြိုင်မော်တင်လိန်ကျောင်းထွက်တူဖြစ်သည်ဥပိုးတုံတို့မှာမောင်တန်းစိန်ထက်အလင်ကတားယောက်ျားလေး2ဦးရှိခဲ့ဘူးသည်ဒုတိယသမီးမအေးညွန့်အောက်တွင်မောင်ချစ်ထွန်းဟုခေါ်သောတ
တာတူရခဲ့ဘူးသည်အသက်6နှစ်သားလောက်တွင်အပြင်းဖြားသည်တောတဘာဝကုထုံးအတိုင်းကန်စည်းတိုက်၍ချွေးအုပ်ပေးသည်ချွေးအုပ်သည်မှာရိုးရိုးဆောင်ချုံယုံများမဟုတ်ချွေးအုပ်ဆောင်ကိုအဝတ်များစောင်းများဖြင့်ပတ်ပြီးအတွင်းမှစူးပြီးသားအငွေ့လိုင်လိုင်ထွက်သောရေနွေးအိုးကိုထည့်၍အဖုံးဖွင့်ထားသည်ထွက်လိုက်သည့်ချွေအကိုယ်လုံးရေလောင်းထားသလားအောင်းမေးရသည်ဤကားဖြားနာလျင်ကူးလေးရှိသောတောရွာများမှကုထုံးတလက်ဖြစ်သည်ခေအမြင်ဖြင့်ကြည်လင်ရဲစရာကောင်းသည်မှန်တော်လဲလွန်ခဲ့သောနှစ်90ကျော်60ခန်းကတောရွာများမှာဤမီသောကုထုံးနဲ့သာအသက်ဆက်ခဲ့ကြရသည်မြည်သည့်အရာကိုမဆိုတန်ဆေးလွန်ဘေးဆိုတာရှိသည်ယခုလဲမောင်ချစ်ထုံးကလေးကိုကန်စည်းတိုက်ပြီးချွေးအုပ်ဆောင်နဲ့ထည့်၍ချွေးအုပ်ပေးခဲ့သည်တောတဘာဝအရာလူနာဆိုပြီးဖတ်ထား၍ကြီးမနေတာအရေးတကြီးကြီးလဲမလုံအားလဲသမားကိုင်းသမားမှုဘာဟိယအလုပ်တွေကများလာသည်ဒီလိုပင်လှုပ်ရင်ကိုင်ရင်နာရင်ဖြာရင်ကုရင်ပျောက်ရင်နေခဲ့ကြသဖြင့်အုပ်ဆောင်ဖြင့်ချွေးအုပ်ပေးခဲ့သောမောင်ချစ်ထွန်းကိုတတိမေ့သွားခဲ့ကြသည်တတိယ၍လာကြည့်စဉ်မှာတော့ချွေးထွက်လွန်ကအသက်မြော့မြော့ကလေးရှိနေသည်ကိုတွေ့ရသည်ဘာလို့ရမှန်းမသိနားလဲမလဲဒီလိုနဲ့မောင်ချစ်ထွန်းဟူသောတာအုပ်ကလေးဆုံးပါခဲ့ရသည်ဒုတိယသားယောက်ျားလေးအဖြစ်6ယောက်မြောက်မှာမောင်ထွန်းအိုင်ကိုရရှိလာပြန်သည်၄နှစ်သားအရွယ်တွင်အနာရောဂါတစ်ခုဖြစ်လာသည်ခင်မီဆေးဝါးမဆိုထားပြီးပရဆေးဝါးပင်ရှားပါသောကာလဝေးသည်ခေါင်ဖျားဒေသဖြစ်သဖြင့်ပျောက်လိုပျောက်ညာလူပြောသူပြောဆေးနီးတို့ကလေးများကိုသာအားထားကြရသည်မောင်ထွန်းအိုင်အနာကိုလည်းဆေးနီးတို့ဖြစ်သောကျိန်ဟင်းခါရွက်တက်တုရည်နှင့်နှမ်းစီရော၍လိမ့်ပေးလိုက်သည်ဘာကဆ၍ဘယ်မှာမားသည်တော့မသိမောင်ထွန်းအိုင်ကွယ်လွန်ခဲ့ရပြန်သည်ဘာယောဂဟူ၍လည်းမမရရမသိဆေးဝါးလည်းမရှိယောဂအတိမ်နက်ကိုလည်းမခတ်မှန်းနိုင်တက်ကျွမ်းနားလေသူလည်းမရှိသဖြင့်မောင်ထွန်းအိုင်သေဆုံးမှုမှာဆေးမလို့ဟုဆိုကြသည်မပြေးတော့လဲကံရာရှိဟုဆိုတဲ့ကဲ့သို့ကျင်းကားရွက်တတုရည်နဲ့နန်းစီသည်မောင်ထွန်းအိုင်သေဆုံးမှုတွင်တရက်ခံဖြစ်ရလေတော့သည်တားယောက်ျားလေး2ဦးရခဲ့ဘူးသည်2ဦးစလုံးဆုံးပါခဲ့ရသည်မို့မောင်တန်းစိန်ကလေးရရှိလာသောအခါတွင်ရခင်ကဲ့သို့မဖြစ်စေရန်အထူးဂရုစိုက်ခဲ့သည်တော်တော်လာလာမှအစမျက်စီအောက်မှအပြောက်မခံခြင်းတစ်ဖက်ကန်းပိုး၍ကြောင်းထားရမည်ကိုရင်လေးလာသည်ဆရာမဒေါ်ချင်းမြိုင်တင်ပေးသောအိမ်ကျောင်းသို့ပို့လွတ်တင်စီသည်ဒုတိယတန်းအခြေထိတင်ကြားတက်မြောက်ခဲ့သည်ရှင်းနှစ်သားအရွယ်ရောက်ပြီဖြစ်သောမောင်တန်းစိန်သည်တနေ့မှမိဘများကိုပူဇာ၏မေတားကိုရင်ဝစ်ချင်တယ်ကိုရင်ဝစ်ပေးပါငယ်ပါသေးတယ်တားရဲ့တားကိုမေတို့ရှင်ပြုချင်ပါလေဒီနှစ်တော့မဟုတ်သေးဘူးနောက်တစ်နှစ်နှစ်ကြာရင်ပေါ့တင်ကန်းမနိုင်ပဲငရဲကြီးနေမှာပေါ့တားရဲ့ပြီးတော့တားကစာမပြည့်ပြည့်စုံစုံမတက်သေးတာမရဘူးမေဒီနှစ်ပဲကိုရင်ဝစ်မယ်ဒီနှစ်ကိုင်းကဝင်ဝင်နေခဲ့တယ်တားရဲ့နောက်နှစ်မှဝစ်ပါနော်အမှန်မှာငယ်လဲငယ်လွန်းချစ်လဲချစ်ခင်လွန်းသဖြင့်မခွဲရနိုင်သူမိခင်ကလှည့်ပက်ပြောဆိုနေခြင်းဖြစ်သည်မိကလည်းကိုရင်ဝတ်တာဗခတ်တာမလို့သင်္ကန်းတစ်စုံစွန်းတော့နဲ့လည်းဖြစ်တာပဲဟာဟုတ်တော့ဟုတ်တာပေါ့သားရဲ့ဒါပေမဲ့လှူတဲ့တန်းနဲ့ဆိုကြတဲ့ကမေတို့ကလေမိသားကြီးကိုညင်းညိုကြီးပေါ်မှာဘောင်းနှစ်တောင်အပြည့်စုံစင်ရင်ရွှေထီးဆောင်ပြီးကြီးကြီးကျယ်ကျယ်ကိုလှုပ်ချင်တာသားရဲ့မိသားကြီးကလည်းဂုံရှိမေတို့ကလည်းမျက်နှာရှိတာပေါ့မဟုတ်ဘူးလားမေတို့ကသားမျက်နှာရှိခြင်းနေကြကျွန်တော်ကတော့ရှင်မပြုတ်ရရင်နေရတော့မှာမဟုတ်ဘူးသားဘာကိုပြောရတယ်လဲရှင်မဝင်းရရင်သားတည်ရတော့မှာသူတို့ကသားကိုလာခေါ်နေကြပြီဗျဘသူတွေကလာခေါ်နေတာတော့ဘသူခေါ်ပေါ့မေသားကိုချစ်တယ်မခွဲချင်ဘူးဆိုရင်ရှင်ပြုတ်ပေးပါပြုတ်ပေးချင်ပါတယ်သားရဲ့မိသားကငယ်လွန်းနေသေးလို့ပါအမေကသာငယ်နေတေမင်းကလာခေါ်နေပြီဗျဩသားရဲ့သားလေအမေတို့စီမှာနေခြင်းလွန်းလို့အမေသားဖြစ်ရှင်လွန်းလို့ဒါပါဆို3ခါရှိပြီအမေတို့စီလာခဲ့ရတာမိနားမလဲပါလားသားရဲ့ပထမတစ်ခါလာခဲ့တော့ကချွေးဥဆောင်ထဲမှာချွေးလွန်ပြီးဆုံးခဲ့ရတယ်ဒုတိယတစ်ခါကဆေးမလို့တည်ခဲ့ရပြန်တယ်အခုလဲသူတို့ကသားကိုလာခေါ်နေကြပြန်ပြီဒေါ်မဲတင်သည်မကြားရတော့သဖြင့်မောင်တန်းစိန်ဤပါဇက်ကလေးကိုလက်ဝါးဖြင့်လမ်းပိတ်ထားလိုက်သည်ရင်ထဲမှာလွမ်းမောတနတ်သောဝေဒနာများခြေကွဲခံစားချက်များပေါ်လာသည်တပြိုင်တည်းလိုအံ့အားလဲတင့်သွားသည်တာလူလေးမောင်တန်းစိန်ဘာတွေပြောနေတာလဲသားပြောပါပြီကောအမေတို့စီမှာလေသားနေခြင်းလွန်းလို့အမေသားဖြစ်ရှင်လွန်းလို့နှစ်ခါလာခဲ့ပြီးနှစ်ခါစလုံးတည်ခဲ့ရတယ်သူတို့ကလာပြီးပြန်ခေါ်သွားကြတယ်ကိုကြီးရှစ်ထွန်းကချွေးလွန်ပြီးတည်ဆုံးခဲ့ရတယ်ကိုလေးထွန်းအိုင်လည်းစေးမာပြီးတည်ခဲ့ရပြန်တယ်မဟုတ်လားဘ
ဒေါ်မဲတင်ဘာမှမပြောနိုင်တော့မျက်ရည်ပေါက်ကြီးများကသာဘားပြင်ပေါ်တလိမ့်လိမ့်စီးကြနေသည်ပါဇက်တဲအာဆေးထည့်ထားသလိုမျိုးစကားတန်ကထွက်မလားစကားတန်များကထွက်မလာသည်ရှိုက်တန်များကအောင့်အင်းထားရမှပွင့်ထွက်လာရာနောက်ဆုံးတားလေးမောင်တန်းစိန်ကိုပွေဖက်၍ပါချင်းအက်ကတဟီဟီငိုကြွေးနေမိသည်မောင်တန်းစိန်သည်မိခင်လေပင်ကိုဤလေးကိုတိုင်းဖက်ရင်းတတွတ်တွတ်ဆက်ပြောနေသည်တကယ်တော့မင်းကိုကြီးစစ်ထုံးကချွေးလွန်ပြီးဆုံးခဲ့တာမဟုတ်ဘူးကိုလေးထွန်းအိုင်ကလည်းစိမ့်မလို့ဆုံးခဲ့တာမဟုတ်ဘူးအမှန်ကသူတို့လာပြီးပြန်ခေါ်သွားကြတာပါမေမောင်ချစ်ထွန်းကလည်းတားပဲမောင်ထွန်းနိုင်ကလည်းတားပဲမောင်တန်းစိန်ဟာလည်းတားပဲပေါ့မေသူတို့ကိုမောင်ထွန်းအိုင်အဖြစ်ကနေသူတို့စီတားပြန်ရောက်တော့ကလေသူတို့ကိုတားပြောတယ်မင်းတို့ကလည်းငါလူပြည်မှာနေလို့တောင်အားမရသေးဘူးပြန်ခေါ်နေကြတယ်ဒီတစ်ခါသွားရင်နှစ်ကလေးနည်းနည်းတိုးပြီးနေပါစေရကွာဆိုပြီးပြောတော့တနှစ်နှစ်လောက်တော့တိုးပြီးနေခွင့်ပြုပါတယ်ဒါပေမဲ့မင်းရှင်တော့မဝေ့ရဘူးနော်လို့မှာကြတယ်မင်းရှင်ဝင်လာရင်သူတို့မခေါ်ကြတော့ဘူးလေလားဒေါ်မဲတင်းအတန်ထွက်လာသည်ဆိုပါတော့မင်းခေါ်ခြင်းမင်းမဲ့ခေါ်ခွင့်တော့မရှိဘူးပေါ့မင်းရဲ့ဒီတော့မှဒေါ်မဲတင်းသည်တားငယ်ပါမှုနှစ်ဖက်ကိုအထက်ထက်နမ်းပြီးချထားကခရီးပင်ကြီးအောက်မှာအလုံးလုံးနေသောဥပိုးတုံသည်ထွက်ခဲ့သည်မျက်ရည်များတောင်မှတုပ်ဖို့မေ့နေခဲ့သည်ဟဲ့မဲတင်းဘာဖြစ်လာတာလဲမျက်နှာမှာလည်းမျက်ရည်တွေပဲပါလားဒေါ်မဲတင်းအကြောင်းစုံကိုပြောပြသည်ဥဖိုးတုံခေါင်းတငိမ့်ငိမ့်ဖြင့်နားထောင်သည်မှန်နိုင်လောက်သည်ဟုတွေးသည်ဖြစ်ခဲ့ဘူးသောတာတကတွေကလည်းအများပြားရှိသည်ဘဝဟောင်းကိုပြန်ပြောနိုင်သူများကိုလည်းတွေ့ဘူးသည်ဆုံးဖြတ်လိုက်သည်တားကြီးကိုအမြန်ဆုံးရှင်ပြုပေးမိဟုလှုပ်ဆဲအလုပ်များကိုလက်စသိမ်းကအိမ်ပြန်လာခဲ့သည်မောင်တန်းစိန်မှာအိမ်မော်တွင်တွေ့ကလေးထိုင်နေသည်ဒါဘာစဉ်းစားနေတာလဲကိုရင်ဝတ်ဖို့စဉ်းစားနေတာဘောအဖေအေးတားကိုအဖေအမေတို့ရှင်ပြုပေးမယ်နော်တားရှင်ဝတ်နဲ့နေနိုင်ပါမလားနေနိုင်အောင်ကြိုးစားမှာဘောအဖေတို့ဖြင့်ကော့ကရက်ကျွန်းကျောင်းဆရာတော်ဦးဓမ္မရခိတကိုဥပ္ပစေပြုပြီးမောင်တန်းစိန်သည်ဘုဗ္ဗစ္စအခြေရှင်သာမဏေအဖြစ်သို့ရောက်ခဲ့သည်ဘွဲ့အမည်ရှင်သောဘိဒဟုတွင်ခဲ့သည်ရှင်သောဘိဒသည်ကော့ကရက်ကျွန်းကျောင်းမှာကျောင်းရှိသာမဏေအပါ30နဲ့အတူစာချဆရာဖြစ်သောဥဝါရိဏထံမှအခြေခံဗုဒ္ဓစာပေများကိုသင်ကြားခဲ့သည်အတွင်းအောင်ခြင်းအပြင်အောင်ခြင်းနမက္ကာရဖျားရှိခိုးတရေကြီးရှင်ကျင့်ဝတ်များကိုကြက်မှတ်ခဲ့သည်စာသင်ဆရာဦးဝါရိန်ဒါသည်အရိုက်ကျမ်းသည်စာမရလင်လည်းရိုက်သည်အမြင်မတော်လင်လည်းရိုက်သည်အရိုက်ကျမ်း၍ဝါစောစင်ကတာမဏေ30ကျော်ရှိခဲ့တော်လဲဝါကျွတ်ချိန်တွင်ထွက်လိုက်သည်မှာတောက်လဲ၄ပါးမြသာကျန်တော့သည်ဤ၄ပါးထဲတွင်ရှင်သောပိတပါဝင်သည်စာပေများကိုဆက်လက်သင်ကြားခဲ့သည်နောက်တစ်နှစ်တွင်ကော့ကရက်ရွာကျောင်းသို့ပြောင်းရွှေ့သည်ကော့ကရက်ရွာကျောင်းသို့ရောက်လျင်ပူးတွဲဖွင့်ထားသောအခြေခံပညာမူလတန်းကျောင်းမှဆရာတော်အစီအစဉ်ဖြင့်အတန်းပညာဆက်လက်သင်ယူခွင့်ရသည်ထိုစဉ်ကကျောင်းဆရာကြီးမှာဥအောင်ညွန့်ဖြစ်သည်ရှင်သောဘိဒသည်စိတ်ဆက်တော်လဲတီးခံတတ်သောအလေးရှိသည်ထိုတီးခံမှုကိုပျော့ကွက်လုပ်၍တစ်ဖက်စီးနှင်းပြုခဲ့ပါလျင်အချင်းချင်းတုံ့ပြန်လေးရှိသည်အတန်းပညာသင်ယူစဉ်ကဖြစ်ရကလေးတစ်ခုအတန်းကျောင်းမှာခုံတန်းရှိပေါ်စာအုပ်တင်ကကျမ်းပြင်မှာတင်ပလင်ခွေ၍စာတင်ကြရသည်ရှင်သောဘိဒလည်းအများနည်းတူတင်ရသည်ဖြစ်ချင်တော့ခုံစွန်းမာနေရသည်ဆရာဦးအောင်ညွန့်ဤသမီးမခင်ထားဆိုသူနဲ့လည်းအတန်းတူဖြစ်သည်အားလုံး10နှစ်ဝန်းကျင်ကလေးများဖြစ်သည်မခင်ထားသည်ဆရာမသမီးပြီးစွာခြင်းသည်ဘာမျှမပြောသောအခါမခင်ထားကတမျိုးအကွက်ဆင်မြန်သည်ခုံစွန်းနေရတွင်ထိုင်လာသောရှင်သောဘိဒအနားမှခောက်တုံးခောက်ပြန်လျှောက်သည်အနားရောက်လာလျင်ထမိန်အနားစားဖြင့်ခတ်သွားသည်တစ်ခေါက်မပြောသည်မတော်လို့ဖြစ်မိထင်သည်ဖြေယူသည်နှစ်ခေါက်တတိမထားမိလို့ပဲတွေးမိသေးသည်သုံးခေါက်လည်းထိအောင်လှုပ်သွားပြန်သည်စိတ်ကပေါက်လာသည်လေးခေါက်မြောက်အရောက်တွင်ရှင်သောဘိဒသည်ခြေတိုးခံပေးလိုက်သည်မခင်ထားသူ့အရှိန်နဲ့သူလဲသည်ဆရာကြီးနဲ့သွားတိုင်သည်ဆရာမခေါ်ဆူသည်ရိုက်တော့မရိုက်စကားတခွန်းတော့ပြောဆိုလိုက်သည်ကိုရင်မင်းကလေးဆိုတာဒီလိုပဲဘွေမယူနဲ့တမီးကလည်းကိုရင်ကိုဒီလိုမဆရဘူးငရဲကြီးတတ်တယ်